အခုလိုကာလတွေမှာတနေ့တာချင်းကိုဖြတ်တန်းကြော်ဖြတ်ရတာဟာစိတ်ပင်ပန်းမှုစိတ်မွန်းချက်မှုတွေစိတ်ဖိစီးမှုတွေကိုလူတော်တော်များများခံစားနေကြရမယ်လို့ထင်ပါတယ်ဒီနေ့မှာတော့ကျမတို့ဘဝမှာစိတ်အေးချမ်းမှုရလာစေဖို့အကောင်းမြင်စိတ်တွေပိုတိုးလာစေဖို့အတွက်အလေးအကျင့်ကောင်းလေးတစ်ခုကိုဝေမျှပေးခြင်းပါတယ်ဒါကတော့ကျေးဇူးတရားပွားများတဲ့အလေးအကျင့်ဖြစ်ပါတယ်ကျေးဇူးတရားပွားများတယ်ဆိုတာကကျမတို့ဘဝမှာရရှိပိုင်ဆိုင်ထားတဲ့အရာတွေကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုကျေးဇူးတင်တတ်တဲ့စိတ်နဲ့လက်ခံယူတဲ့အလေးအကျင့်ပဲဖြစ်ပါတယ်လေးလာတွေးရှိချက်တွေအရကျေးဇူးတရားပွားများတတ်တဲ့အလေးအကျင့်ဟာဘဝမှာပို့ပြီးတော့ကျန်းမာလာစေတယ်ပို့ပြီးတော့ပျော်ရွှင်လာစေတယ်အကောင်းမြင်စိတ်တွေပိုတိုးလာပြီးတော့စိတ်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေရလို့ဆိုပါတယ်ဒီဗီဒီယိုလေးမှာတော့နေ့စဉ်လွယ်ကူကူနဲ့လုပ်လို့ရမယ်ကျေးဇူးတရားပွားများတဲ့အလေးအကျင့်၃ခုကိုဝေမျှပေးသွားပါမယ်ပထမအဆုံးလေ့ကျင့်တစ်ခုကတော့အခုချက်ချင်းပဲစတင်လို့ရပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာမိတ်ဆွေဟာတစ်ခုခုလုပ်နေတာဆိုရင်ခဏဟာလေးရပ်ထားလိုက်ပါအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပါအခုအချိန်မှာကိုယ်မှာရရှိပိုင်ဆိုင်ပြီးသားအရာတွေထဲကမှကျေးဇူးတင်စရာအချက်ကလေး၃ချက်ကိုစိတ်ထဲမှာတွေးကြည့်ပါဥပမာငါရဲ့ခန္ဓာကိုယ်ဟာကျန်းမာကြံ့ခိုင်နေလို့ကျေးဇူးတင်ပါတယ်လုံခြုံတဲ့အမိုးအကာအောက်မှာနေထိုင်ခွင့်ရလို့ကျေးဇူးတင်ပါတယ်တတောင့်တတနဲ့အိပ်ဆက်နိုင်တဲ့အိပ်ရာရှိနေတာကျေးဇူးတင်ပါတယ်တဘာဝတရားရဲ့အလှပတွေကိုမြင်တွေ့ခံစားခွင့်ရနေတာကျေးဇူးတင်ပါတယ်ဒီလိုမျိုးချက်ကလေး၃ချက်ကိုစိတ်ထဲကနေတွေးကြည့်ပါပြီးရင်တော့အခုလက်ရှိအချိန်အတွက်ကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေပြောလိုက်ပါဒုတိယနည်းလမ်းကတော့ journaling လုပ်တာဖြစ်ပါတယ်နေ့တစ်နေ့ကုံဆုံးသွားတဲ့အချိန်ညအိပ်ယာဝင်ကန်ဒီအချိန်မှာတစ်နေ့တာမှာကြုံတွေ့ခဲ့ရတဲ့ကျေးဇူးတင်စရာအချက်၃ချက်ဒါမှမဟုတ်၅ချက်ကိုစာအုပ်မှာခြာရေးပါလုပ်ငန်းခွင်မှာအခက်အခဲမရှိဖြတ်သန်းနိုင်ခဲ့တာအရသာရှိတဲ့အစားအစာတစ်ခုကိုစားခွင့်ရခဲ့တာမတွေးဖြစ်တာကြားတဲ့မိတ်ဆွေတငယ်ချင်းတယောက်နဲ့ပြန်လဲဆုံတွေ့ခွင့်ရလိုက်တာဒီနေ့မှာကျမ်းမာရေးကောင်းနေတာဒီလိုအချက်ကလေးတွေကိုခြာရေးကြည့်ပါတတိယနည်းလမ်းကတော့ခက်ခဲနေတဲ့နေ့ရက်တွေနာကျင်မှုတွေကြုံနေရတဲ့အချိန်တွေမှာကျေးဇူးတင်တတ်ခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝမှာအခက်အခဲကြုံနေရတဲ့အချိန်အရာရာဟာမချောမွေ့တဲ့အချိန်တွေမှာတော့ကျမတို့တွေမှာအဆိုးမြင်စိတ်တွေအလိုမကျတာတွေရှိနေနိုင်ပါတယ်ဒီလိုအချိန်မှာကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲကြည့်လိုက်ပါဒီလိုခက်ခဲတဲ့အခြေအနေစိန်ခေါ်မှုများတဲ့အခြေအနေတွေဟာငါ့ကိုပို့ပြီးတော့တန်မာတဲ့သူတစ်ယောက်ဖြစ်လာစေလို့ကျေးဇူးတင်ပါတယ်ဘဝကိုပို့ပြီးတော့ကြံ့ကြံ့ခံနိုင်တဲ့သူတစ်ယောက်ဖြစ်လာစေလို့ကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေပြောလိုက်ပါတကယ်တော့ကျမတို့တွေရဲ့ဘဝမှာ
အဆိုးဆုံးအခြေအနေတွေကိုကြုံတွေ့နေရတယ်ဆိုရင်တော့ဒီလိုအခြေအနေတွေထဲမှာကောင်းတဲ့အရာလေးတစ်ခုလောက်တော့တေချာပေါက်ရှိနေတတ်ပါတယ်ကျေးဇူးတရားပွားများတယ်ဆိုတာဘဝမှာဘာပြဿနာမှမရှိနေဘူးလို့ဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့ဒုက္ခတွေနာကျင်မှုတွေကိုလည်းလစ်လျူရှုခိုင်းတာမဟုတ်ပါဘူးခက်ခဲနေတဲ့အချိန်နာကျင်စရာတွေရှိနေတဲ့အချိန်မှာတော့ကိုယ့်ကိုထောက်ပံ့နေသေးတဲ့အရာတွေကောင်းတဲ့အရာတိတ်တိတ်လေးတွေကိုသတိထားပြီးမြင်နိုင်ခြင်းပဲဖြစ်ပါတယ်အခုပြောခဲ့တဲ့ကျေးဇူးတရားပွားများတဲ့အလေးအကျင့်၃ခုထဲရမှာကိုယ်အစဉ်ပြေတဲ့အလေးအကျင့်လေးတစ်ခုကိုအနည်းဆုံးတစ်ပတ်လောက်စပြီးတော့လုပ်ကြည့်ပါကိုယ့်ရဲ့စိတ်ကလေးနည်းနည်းချင်းပို့ပြီးတော့အေးချမ်းလာတာနူးညံ့လာတာကိုခံစားရပါလိမ့်မယ်အကောင်းမြင်စိတ်တွေပို့ပြီးတော့တိုးလာပါလိမ့်မယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေရဲ့စိတ်ကိုနည်းနည်းလေးပဲဖြစ်ဖြစ်အေးချမ်းသွားစေတယ်ဆိုရင်တော့ဒီအလေးချိန်လေးကိုဝေမျှခွင့်ရလို့ကျေးဇူးတင်ပါတယ်အခုလိုမျိုးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှု healthy lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးသွားပါအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်